ဒီပန်းလေးကကြတော့နှစ်ထပ်ပန်းလေးကိုအရင်ကထိုးပြပူတဲ့ပိုင်း30မှာထိုးတဲ့ပန်းလေးနဲ့ဆင်တူပါတယ်ပန်းတော့တူတယ်ဒါပေမဲ့ထိုးနည်းတော့မတူပါဘူးเนาะခုပုံမှန်ပြထားတဲ့အတိုင်းလေးပဲအလဲကွေလေးကိုခွေလိုက်ပါမယ်ဒီ customer ကကြတော့သူကအချီချက်တွေအများကြီးပေါ်တာမကြိုက်ဘူးဆိုတဲ့ကြောင့်မလို့အချီချက်လည်းမပေါ်အောင်အဆုံးသက်ကိုလည်းမတူအောင်ထိုးပေးထားပါတယ်เนาะအရင်ကအဆုံးသက်တယ်လို့မျိုးတော့မဟုတ်ဘူးအရင်ဗီဒီယိုမှတ်မိတဲ့လူတွေကတော့ဒါလေးကိုအသစ်ပြန်ကြည့်လိုက်ပါเนาะအခုဒါခရုခွေပါတယ်เนาะခွေပြီးတော့ကျိုးကိုလည်းကျွန်မမီးမတို့ထားပါဘာလို့လဲဆိုအလဲကောင်းမှာအချက်တွေအများကြီးဝင်မှာမို့လို့မီးတို့ထားတဲ့ကျိုးနဲ့ဆိုမာပြီးတော့အဆင်မပြေဖြစ်မှာဆိုလို့ပါခုဒါလေးကကြတော့ကျဲသီးခွင်းလေးပါနမူနာထိုးပြတာမို့လို့ခွင်းကိုလည်းစိုက်ကြီးလေးထိုးပြလိုက်ပါတယ်ပုံမှန်ဆိုရင်တော့ကိုကျဲသီးနဲ့လိုက်ဖက်မဲ့စိုက်မျိုးလေးထိုးကြပါနော်အဲ့တော့ဒီမဲ့အလဲခွေလေးမှာကျွန်မဒီပွန့်ဖက်ကလေးကိုတစ်စိမ့်စာလောက်ထုတ်ရင်လည်းရပါတယ်ဒါပေမဲ့မြင်သာအောင်ဒီမဲ့ပုံမှန်ကျွန်မထိုးပြီးတော့တစ်စိမ့်စာပဲထုတ်ခဲ့တာပါဒါပေမဲ့ဒီမဲ့ကျတော့ပွန့်ဖက်ကလေးနည်းနည်းလေးကြည့်ပြီးထုတ်လိုက်ပါတယ်နော်အမျိုးပွန့်ဖက်ကလေးတွေကိုတဝန်ပတ်ချလဲဆက်ပြီးတော့ထိုးသွားပါမယ်ခုမှနှစ်ခုထိုးပြလိုက်ပါတယ်နော်ဒါလေးကိုဆက်ပြီးတော့အဝိုင်းပြအောင်ထိုးလိုက်ပါအားလုံးဒါ12ခုထိုးထားပါတယ်12ခုပြီးသွားရင်တော့အဝိုင်းလေးရပါပြီเนาะရပြီပုံမှန်ဆိုရင်ကျိုးကိုအောက်မှာအဆုံးသတ်မှာဖြစ်ပါတယ်ဒါပေမဲ့အခုဒီမဲ့ကျတော့အပေါ်မှာနောက်ထပ်တစ်ထပ်ထိုးမှာမို့လို့ကျိုးဘက်ကလေးကိုအပေါ်တင်လိုက်ပါတယ်เนาะအပေါ်မှာတင်ပြီးတော့အပေါ်မှာနည်းနည်းလေးဖိပြီးတော့ချုပ်လိုက်ပါတယ်ချုပ်ပြီးတော့ဒီမဲ့ကျတော့ပွင့်ဖက်ကိုတစ်ဖက်ချင်းထောင်မှာအောက်မှာ12ခုဆိုတော့အပေါ်မှာ6ခုတက်မှာပါเนาะအဲ့တော့တစ်စိမ့်စာလေးထောင်ပြီးတော့ချုပ်လိုက်ပါတယ်ချုပ်ပြီးလို့ရှိရင်အလဲကောင်းမှကျွန်မအချက်ကလေးကိုမိအောင်ချုပ်ရမှာပါเนาะအဲ့တော့နောက်ဖက်ကလေးတွေကိုလည်းတစ်စိမ့်တစ်စိမ့်နဲ့ထောင်ပြီးတော့ချုပ်သွားမှာပါအချက်ကလေးတွေကိုပွန့်ဖက်ကအောက်ခြေကနေယူပြီးတော့ခောက်ထားတဲ့ပွန့်ဖက်ပေါ်မှာဖိပြီးတော့ချုပ်ရမှာပါเนาะအဲ့ဒီလိုမျိုး6ခုချုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုဒါကျွန်မနမူနာအနေနဲ့အပေါ်မှာချုပ်ပြသွားတာပါเนาะအမေ5ခုပြည့်သွားတဲ့အခါကျရင်အဆုံးသက်ကိုဘယ်လိုအဆုံးသက်မလဲဆိုတာလေးကိုကြည့်ပေးကြပါဘာလို့ဆိုတော့ပထမကျိုးခွေတုန်းကတော့အပေါ်မှာခရုခွေဆုံးသက်ထားတာပါဒီတခါကျွန်မအဲ့လိုအဆုံးသက်မှာမဟုတ်ပါဘူးเนาะဒီလိုမျိုးလေးကိုကဲဒီမဲ့5ခုပြည့်သွားပြီနောက်ဆုံးတစ်ခုကြတော့နည်းနည်းလေးပို့ပြီးတော့ညှက်လိုက်ပါတယ်နည်းနည်းပို့ညှက်တယ်ဆိုတာအရင်က2စိတ်ခောက်မယ်ဆိုလို့ရှိရင်4စိတ်ပေါ့4စိတ်ကိုကျွန်မနည်းနည်းပို့ညှက်ထားတာအစာပြန်သွတ်မှာမဟုတ်လို့ပါเนาะဒါလေးကကကြီးလေးနဲ့တောက်ပြီးတော့အမေအဆုံးကိုကျွန်မကျိုးလေးကသေးတဲ့အတွက်ကြောင့်မို့လို့ဇာကနာနဲ့ထိုးလို့မရလို့ကကြီးချုံလေးနဲ့ကျွန်မထဲထဲကိုထိုးထည့်လိုက်ပါတယ်အဲ့လိုထိုးထားတဲ့အထုံးလေးရတယ်ဆိုလို့ရှိရင်အဲ့ခောက်ကလေးကိုပဲထောင်ပြီးတော့အပွင့်ပေါ်မှာတင်ပြီးတော့ချုပ်မှာပါเนาะကျုပ်တဲ့နေရာမှာအစားတွေလည်းပြန်မထွက်အောင်ရေပွင့်ဖတ်တွေနဲ့တညီတဝိုင်းနဲ့ရအောင်အဲ့လိုချုပ်မှာပါเนาะဒါဆိုရင်အချီချက်လည်းအများကြီးမပေါ်တော့ဘဲနဲ့ပန်းပွင့်လေးနှစ်ထပ်ပန်းပွင့်လေးရမှာပါเนาะcustomer ထိုးပေးတော့ကျွန်မဒီတဲ့ဆိုင်နေနေသေးပါတယ်သူကလုံးဝတလက်မအောင်မပြေရနဲ့6စိတ်လောက်ရှိတဲ့ပန်းပွင့်မျိုးလေးရချင်တယ်ပြောလို့ပါဒီတစ်ခါပန်းပွင့်သေးသေးလေးထိုးပြရင်လည်းဒီပညာဒါနဗီဒီယိုလေးကိုလည်းရိုက်ပြီးတော့ထိုးပြပေးလိုက်တာပါဒါတွေကတော့အရင်ကထိုးတဲ့ပုံစံလိုမျိုးပါပဲเนาะအခုဒါဆိုရင်အဆုံးသက်မှာနောက်ကျောမှာလည်းကျိုးမခောက်ထားဘူးအစီချမ်းမှာလည်းနှစ်ထပ်ကလေးပန်းပုံစံရမယ်အဲ့လိုပုံစံမျိုးလေးထိုးပြတာပါเนาะဒီအသေးလေးကိုပမွင့်ဆိုင်သေးလေးတွေကြိုက်တယ်ကျဲသီးကွင်းလေးနဲ့တက်ချင်တယ်ဆိုလည်းဒါထိုးလို့ရပါတယ်เนาะခုဒီလိုမျိုးလေးနှစ်ထပ်ပန်းပွင့်ကိုစိုက်သေးလေးထိုးနီးအချက်တွေလည်းမများတဲ့ထိုးနီးလေးနဲ့ထိုးပြပေးလိုက်ပါတယ်ဒါမျိုးလေးလိုက်လို့ကြည့်ကြပါเนาะအားလုံးစီနေမှာပါเนาะပညာဒါနဗီဒီယိုလေးတွေကတော့မရိုက်ဖြစ်တာပါမတင်လည်းမပြင်ပြလို့ပါเนาะကိုဒီပိုင်းလေးကနေစပြီးတော့ပြန်ပြီးတော့တင်ပေးလိုက်ပါတယ်
နောက်အားတဲ့ခါကျရင်လည်းဗီဒီယိုလေးတွေဆက်ပြီးတော့တင်ပေးပါမယ်နော်အခုဒီလိုပန်းမွင့်အသေးလေးတွေကိုကြိုက်တယ်ဆိုတဲ့ customer တွေရှိရင်လည်းဒီလိုပုံစံလေးတွေထိုးပေးလို့ရပါတယ်ဒါကျမကအခုဒါပန်းကျဲဒီကွင်းထုတ်ထားတာကျဲတဲ့တကြောင်မလို့ခါတိုင်းလိုပဲအောက်ဘက်ကနေပူးပြီးတော့ပြန်ချုပ်ပေးလိုက်ပါတယ်ဒါဆိုရင် site သေးလေးပြန်ရသွားမှာပါနော်ဒါမျိုးလေးတွေကိုကုလိုအပ်တယ်လို့လိုတဲ့နေရာမှာသုံးလို့ရပါတယ်နော်ဒါဆိုရင်ဒီမဲ့သူကတော့တလက်မလောက် site ရှိတဲ့ပန်းမွင့်သေးသေးလေးရသွားမှာပါနော်ဒါမျိုးလေးတွေလိုက်လို့ကြည့်လို့ရပါတယ်နော်ဒါဆိုရင်ပန်းမွင့်လေးရပါပြီအားလုံးအဆင်ပြေကြပါစေရှင်